ဒီလောကမှာလက်စားချေတုံ့ပြန်ကလေးစားချေခြင်းဖြစ်တူတယောက်ရဲ့ရန်ညှိုးကိုဘယ်တော့မှငြိမ်းအောင်လုပ်နိုင်မှာမဟုတ်ဘူးအဝိရိဏသသမ္မန္တိကလေးစားမချေပဲခွင့်လွှတ်ခြင်းသီးခံခြင်းဆိုတဲ့မေတ္တာဓာတ်ဖြစ်လာလဲတစ်ဖက်သားရဲ့ဒေါသကိုပြေငြိမ်းစေနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားဟာရှင်းရှင်းလင်းလင်းကြီးပွင့်ပွင့်လင်းလင်းတရားတွေကိုအသိဉာဏ်ပေးခဲ့တာဖြစ်တယ်ဒီလိုမေတ္တာခန္တီအငြိမ့်တတ်တဲ့တစ်ဖက်သားရဲ့ယံမီးကိုငြိမ်းအောင်နှိမ့်သက်ခြင်းဟာခဏခေတ်မှာပေါ်လာတဲ့ခေတ်ပေါ်တရားမဟုတ်ဘူးဧတဓမ္မောတဏံတနောတဏံဆိုတာရှေးရခင်ကလေးကရှေးရခင်ကလေးကဆိုတာသဘာဝအတိုင်းရှိနေတဲ့နေချာလို့ပြောတာပေါ့နော်သဘာဝအတိုင်းဆိုတာမီးလောင်နေရင်ရေနဲ့ငြိမ့်တတ်တယ်အပူကိုအေးအောင်လုပ်တယ်ဒါတွေကသဘာဝတွေပဲမီးကိုရေနဲ့ငြိမ့်တာလို့မီးဟာရေကိုလောင်တယ်လို့ဘယ်တော့မှမရှိဘူးရေပြင်ရောက်သွားလို့ရှိရင်မီးဟာငြိမ့်စမြဲပဲထို့တူပဲတစ်ဖက်သားရဲ့အမျက်ဒေါသဟာမေတ္တာဆိုတဲ့ရေစင်ရေအေးနဲ့တွေးလိုက်တဲ့အခါငြိမ့်သွားစမြဲပဲလို့လောကသဘာဝထုံးစံကိုမြတ်စွာဘုရားဟာဟောကြားတာဖြစ်လို့ဧတဓမ္မောတဏံတနောဒေါသအမျက်ကိုမေတ္တာရေစင်ဖြင့်ငြိမ့်သက်ခြင်းဆိုတာဟာလောကမှာသဘာဝတရားတစ်ခုပါပဲလို့ဒီလိုဟောတာနော်ရှေးတုန်းကတည်းကဖြစ်ပေါ်လာတဲ့မူလလက်ဟောင်းသဘာဝတရားကြီးတာဖြစ်တယ်အဲ့ဒီဓမ္မရတ္တကိုမမိအောင်မှတ်ထားတစုံတစ်ယောက်ကကိုယ့်ကိုရံပြုတ်လာတယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကလေးစားခြေဖို့မစင်စားပဲထိုပုဂ္ဂိုလ်ကိုမေတ္တာဓာတ်ပြန့်လွှတ်ခြင်းမေတ္တာဓာတ်ဖြန့်ကျက်ခြင်းသိခံခြင်းအပြုံးမပြတ်နေထိုင်ခြင်းဖြစ်လာလဲအကောင်းဆုံးတုံ့ပြန်မှုလုပ်ရမယ်လို့ဒီဟာကိုသင်ခန်းစာပေးတာပဲဖြစ်တယ်ပေါ့